နေ့တော့ဝိတ်မတက်ပဲဘိုက်ပြည့်စီမဲ့ထိုင်းဆိုင်ဝတ်သားတုပ်ကိုလှုပ်ရှားကြည့်အောင်သူကအသားကိုกินတာဖြစ်လို့ကယ်လိုရီလည်းနည်းသလိုလက်ဆက်တဲ့ဟင်းခတ်အမွှေးကြိုင်တွေကြောင့်ခန္ဓာကိုယ်ကို detox ဖြစ်စေပါတယ်ပါဝင်ပစ္စည်းတွေကတော့ဝက်ကုတ်သားသို့မဟုတ်ပခုံးသားရုပ်သီးကြက်မုံတံပြာရည်ငပြာရည်ကြက်သွန်နီပူစီနံနဲ့နနံမေတို့ပဲဖြစ်ပါတယ်ကုတ်သားကအဆီများနိုင်တဲ့အတွက်ပခုံးသားကိုသုံးပေးလို့ရပါတယ်ဝတ်သားကိုအရင်ဆုံးငပြာရည်လက်ဖက်ရည်စွန်းတစ်စုံပဲငပြာရည်အကြီးအနှဲငယ်တို့နဲ့15မိနစ်ခန့်နှက်ထားလိုက်ပါကြက်သွန်နီလေးတွေကိုလည်းပပလေးလှီးထားပြီးပူစီနံနဲ့နနံမင်တို့ကိုလည်းအသင့်ပြင်ထားလိုက်ပါမယ်မိဖို့ပေါ်မှာဝတ်သားလေးတွေကိုအပြင်သားလေးတွေရွှေအိုရောင်တန်းပြီးဝင်းလာတဲ့ဒီกินပေးပါအသားတွေကိုလုံးဝချောက်အောင်မกินမဲနဲ့အတွင်းသားလေးတွေဆူဆူလေးဖြစ်နေမှာပဲဟင်းရဲ့အရသာဆူဆူကိုရနေမှာပါပြီးရင်တော့ဇလုံးတစ်ခုထဲမှာလှီးထားတဲ့အသားလေးတွေထည့်မယ်နောက်ဆုံးအနေနဲ့ကြက်သွန်နီပပလှီးထားတာလေးတွေပူစီနံနနံမင်နဲ့ဆန်လွန်မုန့်တွေကိုထည့်ပြီးအသားအရာလေးနေပေးပါမယ်ငပြာရည်တံပြာရည်ငရုတ်ထီးကြက်မုန့်တို့ကိုထည့်ပြီးတမအောင်မွေးလိုက်ပါတံပြာရည်ရဲ့အချင်ဓာတ်ကအသားထဲမှာပါတဲ့တန်တက်ဆုပ်ယူမှုကိုအားပေးပါတယ်ဆန်လွန်မုန့်ကိုနောက်ဆုံးမှထည့်ရတာကတော့ဟင်းရည်တွေကိုဆုပ်ယူပြီးအသားမှာကပ်နေစေဖို့နဲ့အနံ့မပြောက်သွားစေဖို့ပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီနေ့ဟင်းလျာဖြစ်တဲ့ Thai style ဝတ်သားတုပ်လေးကိုရပါပြီ။တီကြော်တာမဟုတ်ပဲกินထားတဲ့အသားကိုသုံးထားတာဖြစ်လို့ကယ်လိုရီလည်းမများပါဘူး။အသားဓာတ်ကြောင့်ပရိုတင်းဓာတ်အပြည့်အဝရတယ်လို့လက်ဆက်တဲ့ပူစီနံနဲ့တံမြာရည်တို့ရဲ့ပေါင်းစပ်မှုကအစာခြေစနစ်ကိုအားကောင်းစေပါတယ်။